ကျမ်းမှာပါပြီဆိုတဲ့ဒီလိပ်ပြာကြီးကိုကောင်လာဟီးရိုပြန်ပစ်ဖို့ဆိုရင်လိပ်ပြာကြီးရဲ့အားနည်းချက်အားသာချက်တွေကိုသိဖို့လိုမယ်ကောင်လာဟီးရိုပစ်မှာဆိုတော့အားနည်းချက်တွေကိုပြောပြမယ်ဘိန်းက mobility နဲတယ် mobility ဆိုတာကတော့လှုပ်လှုပ်ရွရွတိတ်ဆော့လို့ကောင်းတဲ့ဟီးရိုတစ်ကောင်မဟုတ်ဘူးမီလီဟီးရိုတစ်ကောင်ဖြစ်တဲ့အတွက်ချောင်းကုန်ထိုးပေးနိုင်တဲ့ဟီးရိုတွေဆိုကြောက်ကိုကြောက်တယ်ကွာနောက်ပြီးဘိန်းမှာက blade နဲ့ test တွေလည်းမပေါအဲ့တော့လိပ်ပြာကြီးကိုကောင်လာဖို့အတွက်ဘယ် rule တွေမှာဘယ် hero တွေကိုတုံးမလဲအရင်ဆုံးဘိန်းကိုကောင်လာဖို့ main hero တွေကိုပြောပြမယ်နံပါတ်1ကတော့ faster လက်ရှိမှာမတာဝင်တဲ့ hero တစ်ကောင်လည်းဖြစ်တယ်လို့ mobility နဲတယ် test တွေ blade နဲ့မပေါဘူးဆိုတဲ့ hero တွေတော့ကတော့သူ့ရဲ့ element feather airstrike နဲ့တင်အသက်ပြောက်သွားနိုင်တယ်အဲ့တော့ဘိန်းတို့အကောင်အတွက် faster ရဲ့ element ကကောင်းကောင်းကြီးဇုံးနေလုပ်လို့ရတယ်နံပါတ်2ကတော့လူနိုဘိန်းတို့ကောင်မျိုးကိုတက်ဆိုင်နယ်ပဲပြစ်မလားလိုက်ဆိုင်နယ်ပဲ immune လားဒီကြားတဲ့ ruby dt အကွက်နဲ့လည်းဝင်ပြီးတီးလို့ရသေးတယ်နံပါတ်3နေရာမှာတော့အောက်မတာ hero တစ်ကောင်လည်းဖြစ်တဲ့ Vela ပေါ့ထုံကောင်တွေတော့ Vela ကဘယ်လောက်ထိဆိုးလဲဆိုတာကိုခံမှုတဲ့သူတိုင်းသိလိမ့်မယ်။ကန်ရတာလည်းလွယ်သလို rain အားကိုပြီးဆွားတဲ့ hero တစ်ကောင်ဖြစ်တဲ့အတွက်ဘိန်းလိုကောင်မျိုးကို novel လုပ်လို့ကောင်းတယ်လို့စုံလို့လည်းရမယ်ကွာ။နံပါတ်4နေရာမှာတော့ Kakura နဲ့ Sicilian Kakura ကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီးဘိန်းလိုကောင်မျိုးကို sustain လုပ်ခင်တန်းပြအောင်ဖြတ်နိုင်ရင်တော့အဆင်ပြေတယ်။ Sicilian ကတော့ rain hero ဖြစ်တဲ့အတွက်နောက်ကနေပုတ်မယ်ဖြုတ်မယ်ပေါ့ကွာ။ဘိန်းသာပါလာခဲ့ရင်ထိန်းလို့ကောင်းမယ် Roma hero တွေကိုလည်းပြောပြနံပါတ်1 Franco single target hero တစ်ကောင်ဖြစ်တဲ့အတွက်ကိုသုံးလိုက်တဲ့ spell တွေကတိကျပြီးမှန်ကန်ဖို့တော့လိုမယ်။နံပါတ်2 Kaja single target hero ပဲ flicker enemies K2 သာမှန်အောင်သုံးနိုင်မယ်ဆိုရင်ဘယ်ကောင်မှမခံနိုင်ဘူး။နံပါတ်3နေရာမှာတော့အကိုင်း enemy သုံးပြီးနေရတာကထားနိုင်မှာဆိုရင်လှုပ်လို့တော့ရအောင်နံပါတ်4နေရာမှာကတော့ Clear single target hero ပဲအဲ့ဒီပြင်မှာ passive ကတွေးလက်တက်တာဆိုတော့အဆင်ပြေတယ်နှလုံးထဲမှာအကြိုက်ဆုံးကတော့ချောင်းတကယ်ပြောတာဒါကချောင်းတကောင်းကောင်းကင်တတ်မယ်ဆိုရင်ဘိန်းလူကောင်မျိုးထည့်စဉ်းစားနေတယ်မလို့ဘိန်းသာဂျန်ငယ်ဆော့ခဲ့မယ်ဆိုရင်ဘလို့ဂျန်ငယ်ဟီးရိုမျိုးတွေကင်ပြီးဆော့တင်တယ်မီလီဟီးရိုလည်းဖြစ် mobility နေတဲ့ကောင်လည်းဖြစ်တဲ့ဒီဘိန်းကိုကောင်လာဖို့ဆိုရင်နံပါတ်1 Lancelot လက်ရှိမှာဒါမှပြောစရာမလိုအောင်ကျန်းနေတဲ့ဟီးရိုလည်းဖြစ်တယ် spell 3ခုလုံးက escape spell တွေပဲနံပါတ်2 Fanny ကိုဆွဲရင်ဆွဲတတ်တဲ့လောက်ဘိန်းဆိုတဲ့ကောင်မျိုးအိတ်ကက်တဲ့ထည့်ထားလို့ရတယ်3နေရာမှာတော့ Lin ဘရိုလေးဆိုရင်တော့တိမှာပေါ့စော်ကြည်အောင်လုပ်တာမဟုတ်ဘူးဘိန်းကိုဘလို့တီးလို့ရလဲဆိုတော့ပြောတာနံပါတ်4နေရာမှာတော့အကိုင်းလေးကိုထည့်ခြင်းနဲ့ရှေ့ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းနေရာသာကတ်ထားနိုင်မှာဆိုရင်အဲ့ကောင်လှုပ်လို့တော့ရမှာမဟုတ်ဘူး